ချိန်ပြပေးထားတယ်ကျွန်တော်တို့ယူလေးကကျွန်တော်တို့ဒါကျွန်တော်တို့ကစုံလက်မုံလုံးလို့ပြောပေါ့နော်။ပေါင်ရစီလေးတွေချိန်ပြပေးထားတယ်မှာနော်ဒီကစုံလက်မုံရဲ့ပေါင်ရစီတစ်ခုတည်းဒီ gram ၄ချိန်လေးကျွန်တော်တို့ပြပေးမယ်နော်။ကြားကျွန်တော်တို့60 gram စီး65 gram ကစုံချိန်ပြီးသားကျွန်တော်တို့နော်ဒီမှာနော်ကစုံချိန်ပြီးသားကျွန်တော်တို့300 gram နော်ဒါကစုံယူထိုးမဲ့အပိုင်းလေးပေါ့နော်ဒါဒီခုပေါင်ရစီလေးတွေတည်ပြီးသွားဆိုရင်ယူထိုးမဲ့အပိုင်းကိုဆက်သွားလိုက်ရအောင်နော်။ဘယ်တော့ခုကျွန်တော်တို့စီးရင်ထည့်မယ်နော်စီထဲမဲ့ကျွန်တော်တို့ပြီးရင်ခဏတော့ခြေပြီးသားကစုံပြီးထည့်နော်။ကစုံကိုပြုတ်ပြီးသားနော်ဒီမှာနော်ပြုတ်ပြီးသွားတာကိုကျွန်တော်တို့ခြေထားတာပေါ့နော်ဒီမှာနော်ဒါကိုကြိုက်တဲ့လိုခြေလို့ရတယ်နော်ဘရန်နာနဲ့လည်းခြေလို့ရတယ်နော်ဒီမှာနော်စီလေးနဲ့အရင်ကြီးသွားအောင်ရင်ပွေပေးမယ်နော်စီလေးဖြစ်သွားအောင်ရင်ပွေပေးမယ်အဲ့ဒါပြီးတော့တကြားထည့်မယ်နော်ခုကျွန်တော်တို့တရားထည့်ပေးမယ်เนาะဒီမှာတော့တရားထည့်ပေးမယ်တရားထည့်ပြီးတော့အားလုံးကိုနှက်ဆက်သွားအောင်ဖွင့်ပေးမယ်เนาะအေးလေးနဲ့ပဲဂျုံပေးရမယ်เนาะဒီမှာတော့ဒီအေးလေးနဲ့ပဲကျွန်တော်တို့ရိုလေးကိုဒီမှာတော့မှွေပေးမယ်เนาะဒီမှာเนาะလုံးဝစီလေးပြောင်းသွားပြီးတော့ကျွန်တော်တို့ဒီဂျိုအသားလေးတင်းလာအောင်ထိပေါ့เนาะကျွန်တော်ပြီးရင်စမ်းရပေးမယ်เนาะဒီမှာတော့6သွားရင်เนาะစီလေးနဲ့6သွားရင်ဆိုတော့ကျွန်တော်တို့ရရင်เนาะဒီမှာတော့ကျွန်တော်လက်လေးနဲ့ကင်ရပေးမယ်เนาะဒီမှာเนาะတင်းတင်းလေးပေါ့เนาะဒီမှာเนาะတင်းနေရပေါ့เนาะဒီလိုနေထားလေးရရင်ကျွန်တော်တို့ချမယ်เนาะချပြီးတော့ကျွန်တော်တို့ခုလက်မုံသားလေးလုံးဝပဲပိုင်းကိုဆက်သွားလိုက်ရအောင်เนาะဒီမှာတော့ကျွန်တော်တို့ကစုံကိုယိုလေးရပါပြီဆိုရင်ကိုကျွန်တော်တို့လက်မုံပေါ့နော်အခွန်အသားလေးလုံးသွားမဲ့ဘိုင်းကိုဆက်သွားလိုက်ရအောင်နော်ဒီမှာနော်ဒါကတော့ကျွန်တော်ဗီဒီယိုဖိုင်တက်တက်လေးနဲ့ပဲသွားမယ်နော်ဒါကတော့ကစုံလက်မုံပြုလုပ်ဖို့အတွက်လက်မုံစီကွန်သားလေးပေါ့နော်သူ့ရဲ့ပေါင်ဝင်ကစီဂရမ်လေးချိန်လေးတွေကျွန်တော်တို့ပြပေးမယ်နော်ကျွန်တော်တို့တရားမုံကျွန်တော်တို့85 gram ကိတ်ဂျုံကျွန်တော်တို့230 gram စီကျွန်တော်တို့31 gram နွားတို့ကျွန်တော်တို့24 gram ကြောက်ဘူးတစ်လုံးပေါ့နော်ပေါင်ပြည်စီလေးတွေတည်ပြီးသွားပြီဆိုရင်ဒီကောင်လေးကိုကျွန်တော်လက်နဲ့လုံးဝဟုံးမိတ်ပဲသွားမယ်နော်လက်နဲ့မွေတော့မဲ့ပိုင်အောင်ဆက်သွားလိုက်ရအောင်နော်ဒီလိုကိုကျွန်တော်တို့ကိတ်ယုံထည့်မယ်ပြီးရင်ကျွန်တော်တို့တရားမုံထည့်မယ်တရားမုံထည့်ပြီးရင်ဒီမှာတော့နွားတို့ထည့်မယ်နော်ဒီမှာတော့နွားတို့ထည့်မယ်နွားတို့ပြီးရင်ကျွန်တော်တို့စီထည့်မယ်နော်ဒီမှာတော့စီထည့်မယ်စီထည့်ပြီးသွားရင်ကြောက်ဦးနဲ့ဒီမှာနော်ကြောက်ဦးတစ်လုံးထည့်မယ်နော်ကျွန်တော်ကြောက်ထည့်ပြီးသွားရင်ဒီကောင်လေးကိုလက်နဲ့ပဲမှွေပေးမယ်နော်ဒီမှာနော်လက်နဲ့အားလုံးနှပ်ပြီးတော့သမသွားအောင်မှွေပေးရမယ်နော်အားလုံးလက်နဲ့နှပ်သမသွားအောင်မှွေပေးရမယ်နော်ဒီမှာနော်နောက်မှပြရမယ်နော်လက်နဲ့ပဲဟုံးမိတ်ပဲသွားမယ်နော်လက်နဲ့မွေရင်လည်းရတယ်နော်ဒီမှာနော်တို့လက်လေးနဲ့ပဲမှွေပေးသွားမယ်နော်ဒီမှာနော်ဒါနော်လက်လေးနဲ့မှွေပေးမယ်ဒါနော်လက်လေးနဲ့ပဲမှွေပေးသွားမယ်နော်ဒီမှာနော်ဘာမှမခက်ဘူးနော် so easy ပဲလုံးဝလွယ်ကူပဲလုံးဝလွယ်ကူရိုးရှင်းရှင်းပဲနော်ဂျုံလေးရလိုက်ဆိုတော့ကျွန်တော်တို့ဒီကောင်လေးကိုနှက်ပေးထားမယ်နော်။ဒီမှာတော့ကျွန်တော်တို့ဂျုံလေးတွေပတ်ပေးထားမယ်ပြီးရင်ဂျုံလေးကိုဒီမှာနော်ထားမယ်ဒီကောင်လေးကိုမိနစ်30နှက်ပေးထားမယ်နော်။လေးလုံးအောင်ဖုံးပြီးတော့ကျွန်တော်တို့မိနစ်30နှက်ပေးထားမယ်နော်ဒီမှာနော်။ရသွားရင်နော်ဒီမှာနော်အသားလေးကဒီမှာနော်လုံးဝမိုက်တယ်နော်ဒီမှာ
မှာနော်ဒါကတော့ကျွန်တော်တို့ plastic လေးတွေပေါ့နော်ဒါကတော့ကျွန်တော်တို့ homemade တွေပါလို့လဲပေါ့နော်လဲချင်းသုံးလဲပေါင်မုံတွေပါနှက်တဲ့နေရာမှာဒါတော့ကျွန်တော်တို့ပုံစံရဲ့မိနစ်30နှက်ပေးထားမယ်နော်ဒီမှာနော်မိနစ်30နှက်ပေးထားမယ်နှက်ပြီးတော့ပုံစံသွင်းတဲ့ဘိုင်းကိုကျွန်တော်နောက်ပြီးပိုင်းလေးနဲ့ပြမယ်။ရိုးသားလေးနှက်ထားတာမိနစ်30ပြည့်သွားပြီနော်ဒီမှာနော်အီလေးနော်အဲကြတော့ကျွန်တော်တို့ဒီကောင်လေးကို grand ချိန်ပေးမယ်နော်ဒီမှာနော်ရိုးသားလေးကို grand ချိန်ပေးမယ်နော်ဒီမှာနော်ကျွန်တော်20 grand ချိန်ပေးမယ်နော်ဒီမှာနော်20 grand ချိန်ပေးတာကျွန်တော်တို့ခုနကတော့မှကျွန်တော်တို့ဟွာလောက်ထားတဲ့ရှိုးလေးနော်ကစုံဥရှိုးလေးနော်ဒီမှာနော်ဒီကောင်လေးကိုကျွန်တော်တို့က20 grand ချိန်မယ်နော်စားတူပဲချိန်ပေးမယ်နော်20 gram ချိန်ပြီးတော့ကျွန်တော်တို့ဒီကောင်လေးကိုလုံးပေးမယ်နော်အဲ့တော့ကျွန်တော်တို့ဒိုးသားကိုကျွန်တော်တို့စီကုံသားလေးကို30 gram ချိန်မယ်နော်30 gram ချိန်ပြီးရင်ဒီမှာတော့ကြားပေးမယ်နော်ဒီမှာတော့ကျွန်တော်တို့အောက်မှာကြားပေးမယ်ဒီမှာတော့ဒီချာလေးကြားမယ်ဒီမှာနော်30 gram ချိန်ပြီးသွားရင်ကြားပေးမယ်နော်ဒိုးသားကိုနော်ပြီးရင်ကစုံဥယိုလဲဆရာက30 gram လောက်ထည့်ပေးမယ်နော်ဒီမှာနော်အလုံးယူက20 25လောက်ထည့်ပြီးမယ်။အခုကဆရာကြီးရှိတဲ့မူကွက်လေးကလက်မမူကွက်လေးနည်းနည်းသေးနေလို့ပေါ့နော်။မူကွက်လေးသေးနေလို့မို့ဆရာတို့ကဒီဆရာမူကွက်လေးနဲ့ချိန်ပြီးတော့ထည့်ရအောင်ပေါ့နော်ဒီမှာနော်။ဒီမှာနော်ဒီချာလေးထုတ်ပြီးမယ်။ဒီမှာနော်။ဒီမှာနော်။ဒီမှာနော်နော်လုံးလေးဖြစ်သွားအောင်လုံးပေးမယ်လုံးပြီးသွားပြီဆိုရင်ခုဒါမိုးွက်လေးပေါ့နော်ဒီမှာနော်ဆရာတို့တုံးထားတဲ့ site လေးဒါဆရာတုံးထားအသေးလေးပေါ့အသေးလေးမို့ပေါ့နော်ဒါတော့မိုးွက်လေးကိုဖိချပေးမယ်ပြီးရင်ဒီမှာနော်ပြီးရင်ဒီမှာနော်ဒီမှာနော်ရသွားပြီနော်ဒီမှာနော်ရလာတဲ့လက်မုံလေးကိုဒီမှာနော်ဘန်းလေးထဲမှာထည့်မယ်ဒီတော့နှစ်ခုရသွားပြီနော်ဒါဆရာတို့ grand change ကျတော့25လောက်ပဲသွားမယ်နော်25 gram လောက်ပဲချိန်ပေးမယ်နော်ဒီမှာနော်ဆရာတို့25 gram ချိန်ပြီးသားဟာလေးကိုပြားပေးမယ်နော်ဒီမှာနော်ဒီတိုင်းလေးပြားမယ်ပြီးရင်ယိုလေးကိုထည့်ပေးမယ်နော်ဒီမှာနော်ယိုလေးထည့်မယ်ပြီးရင်နော်ဖုံးပေးမယ်ယိုလေးလုံသွားအောင်လေဖုံးပေးမယ်နော်ဒီမှာနော်ယိုလေးလုံအောင်ဖုံးပြီးသွားပြီဆိုရင်အလဲဒီမှာနော်အလုံးလေးထားလိုက်မယ်နော်ဒီမှာနော်လုံးလေးထားမယ်ပြီးသွားပြီဆိုရင်ဆရာတို့ဒီကောင်လေးကိုလုံးပေးမယ်နော်လုံးပြီးသွားရင်ဂျုံလေးတွေကပ်ပေးလိုက်မယ်နော်ဂျုံလေးကပ်ပြီးသွားပြီဆိုရင်ဒီကောင်လေးကိုပုံစံနှိပ်မယ်နော်ပုံစံသွင်းပေးမယ်နော်လက်မမူဘက်လေးနဲ့အသားအရာဖိချပေးမယ်ဒီမှာတော့ပြီးရင်လက်လေးနဲ့ထိမ့်ပြီးတော့ထုတ်ပေးမယ်ဒီမှာတော့ရမ်းလှတယ်နော်ဒီမှာတော့ဒီမှာနော်ထုတ်မယ်ထုတ်ပြီးသွားပြီဆိုရင်ဒီကောင်လေးကိုလုံးလေးဖြစ်သွားအောင်လုံးလိုက်ပြီနော်ဒီမှာနော်ဒီမှာနော်အဲ့ရရင်ဖင်လေးကဟွာလောက်လာမယ်အဲ့ရရင်ဆရာတို့ကလက်လေးနဲ့ဖင်လေးကိုယိုလေးတွေပေါက်မထွက်အောင်လိုက်ထိန်းပြီးတော့ဂျုံလေးတုပ်ပေးမယ်ဒီမှာနော်ဂျုံလေးတုပ်မယ်မိုးခွက်လေးထဲမှာလည်းဂျုံလေးတွေကပ်ပေးထားမယ်နော်ပြီးရင်ဆရာတို့ပုံစံနှိပ်မယ်နော်ဒီမှာနော်ဒီအောက်ကိုနှိပ်လိုက်တော့မယ်နော်ဆရာတခါလေးရှင်းရှင်းလေးထည့်အောင်ပေါ့နော်ဒီမှာနော်နှိပ်မယ်ပြီးရင်ပေါ်ယူမယ်နော်ဒီမှာနော်ကြွလာပြီဆိုရင်လက်လေးနဲ့ထိပြီးတော့ထုတ်မယ်ပြီးရင်ဒီမှာနော်လက်မုံလေးနော်ဒီမှာနော်အရန်လာရနော်ပြီးရင်ဗန်းလေးထဲမှာထည့်မယ်ပြီးတော့ဒီတိုင်းလေးပဲလုပ်သွားမယ်နော်ဆရာဗီဒီယိုပိုင်းရှိမှာဆိုလို့အရန်ကြီးတော့ရိုက်မရအောင်နော်ဒီမှာတော့ကျွန်တော်တို့လက်မုံလေးရသွားပြီဆိုတော့ကျွန်တော်ဖုတ်တော့မဲ့ဘိုင်ကိုဆက်သွားလိုက်ရအောင်နော်ဒီမှာကျွန်တော်တို့ကြိုတင်ပူပေးထားတဲ့အာဗန်ထဲမှာပေါ့နော်ဒီမှာနော်
ကျိုတင်ပူပေးထားတဲ့အာဗန်ထဲမှာအပေါ်မီးနေရအောက်မီးနေရနဲ့ကျွန်တော်တို့25မိနစ်ဖုတ်ပေးထားရမယ်နော်လက်မုတ်လေးထွက်လာတဲ့ဘိုင်းကိုနောက်ပြိုဖိုင်လေးနဲ့ပြပေးမယ်နော်အခုလက်မုတ်လေးဖုတ်ထားတာပေါ့နော်ကျွန်တော်တို့ကစိုးလက်မုတ်လေးဖုတ်ထားတာကျွန်တော်တို့25မိနစ်ပြည့်သွားရင်နော်အဲဒါဆိုရင်ကျွန်တော်တို့ထုတ်တော့မယ်နော်ထုတ်တော့မှဖြစ်ပါတယ်ထုတ်ပြီးတော့မုံပုံလေးကိုကျွန်တော်ဓာတ်ပုံရိုက်ပြပေးမှဖြစ်ပါတယ်